အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကွန်ပျူတာထဲမှာရှိတဲ့ virus ဖယ်ရှားနည်းလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာမြောက်ပေးသွားမှာပဲဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော်ကြည့်လိုက်ရအောင်เนาะ Okay ဒါဆိုရင်ကျွန်တော် keyboard ပေါ်က window R ကိုနှိပ်လိုက်ပါเนาะအခုလို run box လေးပေါ်လာပြီဆိုရင် MRT ဆိုတဲ့စကားလုံးလေးရိုက်ပါပြီးတော့ enter လေးခောက်ပေးလိုက်ပါ enter လေးခောက်ပေးလိုက်တဲ့နဲ့ကျွန်တော် virus scan လုပ်ဖို့အတွက်သူ box လေးပေါ်လာမှာဖြစ်ပါတယ်ဟုတ်ပြီเนาะဒီ box လေးမှာကျွန်တော် next ဆိုတဲ့စကားလုံးလေးကိုနှိပ်လိုက်ပါเนาะဒီမှာ niche ဆိုတဲ့စကားလုံးလေးเนาะအဲ့ဒီနေရာလေးကို create တစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားတာနဲ့ကျွန်တော်ဒီမှာကျွန်တော်ဘယ်လို scan လုပ်မှာလဲပေါ့เนาะ quick scan full scan custom scan ရှိပါမယ်เนาะဒါဆိုရင်ကျွန်တော်ကကွန်ပျူတာထဲမှာရှိတဲ့ file တွေအားလုံးကိုကျွန်တော် scan လုပ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော် full scan ကိုရွေးချယ်ပေးပါเนาะ full scan ကိုနှိပ်မယ်ပြီးတော့ niche ကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်ဒါကျွန်တော်ကွန်ပျူတာထဲမှာရှိတဲ့ virus တွေကျွန်တော် file တွေလိုအပ်တဲ့ file တွေကိုသူက scanလောက်သွားမှာဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်ဒါလေးပြီးတဲ့အထိစောင့်ပေးပါเนาะဆိုရင်ကျွန်တော်အခုလိုကွန်ပျူတာကိုတစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးပါเนาะ scan လုပ်ပေးပါအခုလိုလုပ်ပေးချင်အဖြစ်ကိုယ့်ရဲ့ကွန်ပျူတာကပို့ပြီးတော့တွက်လက်မယ်မြန်ဆန်မယ်ပေါ့เนาะတုံးရတာအဆင်ပြေမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ကဒီလိုမလုပ်တာကြာပြီဆိုတော့အခုဒီ scan ကတော်တော်လေးကြာတတ်ပါတယ်ကျွန်တော်9မိနစ်ကနေ10မိနစ်ဝန်းကျင်လောက်ကြာတတ်ပါတယ်เนาะโอเคဒါလေးကိုကျွန်တော်ပြီးတဲ့အထိစောင့်ပေးပါเนาะโอเคဒါဆိုရင်ဒီနေ့ sharing video လေးကဒီလောက်ပဲဖြစ်ပါတယ်စမ်းကြည့်ပါเนาะ okay ဒါဆိုရင်အခုလို sharing knowledge sharing လေးတွေကျွန်တော်အများအားတင်ဆက်မျှဝေနေရပဲဖြစ်ပါတယ်เนาะဒီ video လေးကကိုယ့်အတွက်အကျိုးရှိတယ်ဆိုရင် like follow subscribe လေးလုပ်ခဲ့ပေးဖို့အတွက်လည်းတောင်းဆိုပါတယ်เนาะ okay အားလုံးပဲ see you